မင်္ဂလာပေါင်းနဲ့ပြည့်စုံပါသေးလို့ဦးကနှုတ်ခွန်းဆက်တာပါတယ်ဒီညီမလေးလားညီလေးလားမသိမေးထားတဲ့မိကွန်းလေးကိုဦးကဖြည့်ပေးပါမယ်မြန်မာနိုင်ငံရတဲ့ဘွဲလက်မှတ်ကနော်ဘယ်နိုင်ငံမှအတိအမှတ်ပြုလို့လဲပေါ့နော်နိုင်ငံခြားရတဲ့ဘွဲလက်မှတ်ဆိုအတိအမှတ်ပြုတယ်အစိုးရကတာဝန်မဟုတ်ဘူးလားအစိုးရကိုနောက်မှဥပြောပြမယ်အခုလောလောဆယ်မှာဒီအကောင့်ပိုင်ရှင်ညီမလေးပဲဖြစ်ညီလေးပဲဖြစ်အတွေးခေါ်ကလုံးဝမှားနေတယ်လို့ညီမလေးတွေညီလေးတွေရထားတဲ့ information ပေါ့နော်အဲ့ဒါတွေအားလုံးကလည်းအမှားတွေပါနော်အဲ့တော့ဒီလိုအမှားမျိုးဒီလို idea မျိုးညီမလေးတို့ညီလေးတို့ခေါင်းထဲမှာရှိနေရဆိုရင်ညီလေးတို့ညီမလေးတို့ကရှေ့ဆက်ကိုဘဝကိုတခြားနိုင်ငံမှာပဲဖြစ်တက်လန်းဖို့ဆိုရင်တော်တော်ခက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့စကားတစ်ခုကိုညီလေးတို့ညီမလေးတို့ကနိုင်ငံခြားရောက်သေးပဲဖြစ်သူများနိုင်ငံရဲ့ပညာရေးစနစ်နဲ့သူများနိုင်ငံသားရဲ့ရှေ့မှာတွားပြောရင်သူတို့ဝိုင်းရီပါလိမ့်မယ်ဝိုင်းရီညီမလေးတို့ညီတို့အဆက်ကွဲပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်နိုင်ငံရဲ့အကြောင်းကိုတေချာမသိဘဲနဲ့ကိုယ်နိုင်ငံကိုအထင်သေးနေလို့ပါပဲနိုင်ငံတနိုင်ငံမှာဘယ်နိုင်ငံကိုပဲတွားပါတော့မြန်မာနိုင်ငံကကမ္ဘာမြေကြီးမှာရပ်တည်နေတဲ့မြန်မာလူမျိုးမြန်မာစာပေနော်နဲ့ရပ်တည်နေတဲ့နိုင်ငံဖြစ်ပါတယ်နော်အဲ့တော့မြန်မာနိုင်ငံမှာတိုင်းဒေသလူမျိုးတွေပေါင်းစုံစုစည်းပြီးနေထိုင်တဲ့နိုင်ငံလည်းဖြစ်ပါတယ်ဒါပေမဲ့ဥရောမြန်မာနိုင်ငံမှာကတရားဝင်နော်ဘာသာစကားကမြန်မာဘာသာစကားကိုရုံးသုံးဘာသာပြည့်အသုံးပြုပါတယ်နော်နိုင်ငံရဲ့အခြေအနေကြောင့်ပဲဖြစ်စီးပွားရေးအခြေအနေကြောင့်ပဲဖြစ်နော်အကြောင်းမျိုးကြောင့်နိုင်ငံဘာပဲဖြစ်နေနိုင်ငံတိုင်းမှာနော်တခြားနိုင်ငံကနေအတိမတ်ပြုထားတဲ့တက္ကသိုလ်ဆိုတာရှိတယ်ဥပမာမြန်မာနိုင်ငံမှာအနည်းကဆုံးပြောပြမယ်ပေါ့နော်စင်ကာပူကနေမြန်မာနိုင်ငံမှာအတိမတ်ပြုထားတဲ့နော်မြန်မာနိုင်ငံကနေလာတဲ့ဘွဲလက်မှတ်တွေဘယ်ကျောင်းတော့အတိမတ်ပြုတယ်ဘယ်ကျောင်းကိုအတိမတ်ပြုသူတို့မှရှိပြီးသားဒါပေမဲ့အစိုးရကျောင်းတွေအားလုံးကနော် University of Yangon University of Mandalay University of Government ကျောင်းတွေအားလုံးကနိုင်ငံတကာမှာအတိအမှတ်ပြုတဲ့လက်မှတ်ပါစာရီဖတ်ကြည့်ပါစုံစမ်းကြည့်ပါနော်ဥပမာအနိကဆုံးSoutheast Asia နိုင်ငံမှာပြောပြမယ်အရှေ့တောင်အာရှနိုင်ငံမှာစင်ကာပူမှာညီလေးတို့ညီမလေးတို့စင်ကာပူသွားရင် highest education လို့အမြင့်ဆုံးပညာအရေးချုံပြကျမကဘွဲရပြီးသားပါဘယ်ရမြန်မာနိုင်ငံရတာပါဒီမှာပါဘွဲလက်မှတ် University of Yangon University of ဘာပဲဖြစ်အစိုးရရတာဘွဲလက်မှတ်တရားဝင်တယ်မင်းတို့ရလာတဲ့ဘွဲလက်မှတ်ကအတူကြီးလို့ဘယ်သူမှပြောလို့မရသူ့နိုင်ငံမှာသူ့ဂုံတိတ်ခါနဲ့သူရှိတယ်သူ့ပညာအရေးချင်းနဲ့သူရှိတယ်မြန်မာနိုင်ငံမှာလည်းမြန်မာနိုင်ငံဂုံတိတ်ခါမြန်မာနိုင်ငံပညာအရေးချင်းနဲ့ရှိတယ်မြန်မာနိုင်ငံရဲ့ပညာအရေးချင်းကလည်းဟိုလိုမျိုးလှုပ်ချင်တိုင်းလှုပ်ပြီးတော့ဟိုလမ်းဘေးကနေစာအုပ်တော့ဆွဲပြီးတော့ရေးချင်တဲ့လူရေးတာမဟုတ်ဘူးအဲ့တော့နိုင်ငံမှာတခြားနိုင်ငံကနေအတိအမှတ်ပြုတဲ့လက်မှတ်တွေဘွဲလက်မှတ်တွေ certification တွေအကုန်ရှိတယ်နော်အဲ့တော့မြန်မာနိုင်ငံကဘွဲလက်မှတ်ကိုဘယ်နိုင်ငံကအတိအမှတ်ပြုလဲဆိုတော့တနိုင်ငံလုံးကအတိအမှတ်ပြုတယ်လက်မှတ်အစစ်တာဖြစ်ပါစေ University of Yangon University of Mandalay အစိုးရအတိအမှတ်ပြုတဲ့ကျောင်းကရလာတဲ့လက်မှတ်မှန်သမျှနိုင်ငံတကာအတိအမှတ်ပြုတယ်အဲ့လက်မှတ်ကိုပြောတာနော်ဒါပေမဲ့အဲ့လူကတကယ်အလုတ်လုတ်တယ်မလုတ်ဘူးဆိုတာလေအလုတ်ရှင်ပေါ်မှာမူတည်တယ်နော်အလုတ်ရှင်ပေါ်မှာမူတည်တယ်နော်အတိအမှတ်ပြုတယ်နိုင်ငံခြားကိုရောက်သွားမယ်ဘွဲလက်မှတ်ကိုအတိအမှတ်ပြုတယ်ဆရာဝန်ဆိုပဲဖြစ်ဘာဖြစ်အတိအမှတ်ပြုတယ်ဒါပေမဲ့သူတို့နိုင်ငံမှာသွားလို့ရင်သူတို့နိုင်ငံ regulation အရာသူတို့နိုင်ငံသားက first okay citizen is first okay အဲ့တော့သူတို့နိုင်ငံမှာဘွဲရတဲ့လူကသူတို့နိုင်ငံပညာရေးကိုသူတို့သင်ထားတဲ့အတွက်သူတို့က first priority เนาะသူတို့က first priority ယုံကြည်မှုရတယ်အားကိုးမှုရတယ်အဲ့တော့ဥရောမြန်မာနိုင်ငံကသွားလို့ engineer ပဲဖြစ် nurse ပဲဖြစ်ဆရာဝန်ပဲဖြစ်ကအနည်းဆုံးသူတို့ရ assistant အနေနဲ့တစ်နှစ်တန်နေသူတို့နိုင်ငံရဲ့နည်းပညာကို familiar ဖြစ်အောင်အလုံးစုံထားကြတယ်ပြီးမှเนาะသူတို့နိုင်ငံရဲ့ system တွေအားလုံးသိပြီဆိုမှသူတို့ပေးခြင်းတဲ့ຢာတို့ကိုပေးတယ်ဒါက
အလုံးနဲ့သက်ဆိုင်တာအလုံးကိုဦးကမပြောဦးပညာရေးကိုပြောညီမလေးတို့ညီလေးတို့တွေးရမှားနေမြန်မာနိုင်ငံဘွဲလဲမှာနိုင်ငံတကာဘယ်နိုင်ငံကအပြုပြုလို့လဲဆိုတော့နိုင်ငံတိုင်းက approve ဖြစ်တယ်ကြိုက်တဲ့နိုင်ငံခေါ်လာခဲ့မြန်မာနိုင်ငံက University of Yangon က graduate ကိုဒီ certificate ကိုငါတို့အခွင့်မပြုဘူးဒီ certificate ကိုငါတို့ခွင့်မပြုတဲ့နိုင်ငံဘယ်နိုင်ငံမှမရှိဘူးအဲ့နိုင်ငံကလည်းမြန်မာတန်ရုံးမရှိတဲ့နိုင်ငံပဲနေနေလိမ့်မယ်နော်ဦးပြောချင်တာဒါအပြက်ပြောတာโอเคအဲ့တော့အတွေးခေါ်မမားပါနဲ့လူငယ်တွေအတွေးခေါ်မှားရင်လူငယ်တွေဘဝတွေမဟုတ်ဘူးနိုင်ငံရဲ့ရှေ့ရေးပါပြတ်ပါတယ်အဲ့တော့လူငယ်တွေအတွေးခေါ်မမှားပါနဲ့ဦးကပြောပါအဲ့လိုမသိရင်မေးပါမသိရင်ညီမလေးတို့ညို့လည်းမိဘကြီးရှိတယ်သူတို့လည်းမေးပါဆရာသမားတွေမေးပါအဲ့လိုမျိုးမြန်မာနိုင်ငံသင်ပေးတဲ့ပညာရေးကဘယ်နိုင်ငံကအတိအမှတ်ပြုလို့လဲနိုင်ငံခြား certificate ကအတိအမှတ်ပြုတယ် no အဲ့လိုမဟုတ်ပါဘူးဖိလစ်ပိုင်မှာဘွဲလက်မှတ်တွေတန်းစီနေတာနော်အိန္ဒိယမှာဘွဲလက်မှတ်တွေတန်းစီနေတာ University တော့16000ရှိတယ် okay သူတို့စင်ကာပူသွားတယ်အမေရိကသွားတယ်ဘယ်နိုင်ငံသွားတယ်ဒါပေမဲ့သူတို့ government to government နော် register တင်ထားတဲ့ university ကရတဲ့ဘွဲလက်မှတ်ကိုဒါသူတို့ကအတိအမှတ်ပြုတယ်အဲ့လိုပဲမြန်မာနိုင်ငံမှာလည်းအဲ့လိုပဲနော်အဲ့တော့အစိုးရအတိအမှတ်ပြုတဲ့ဘွဲလက်မှတ်ဆိုရင်နိုင်ငံတကာကအတိအမှတ်ပြုကိုပြုတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံဂုဏ်သိက္ခာနဲ့ဦးတစ်ခါထပ်ပြောမယ်နော်မြန်မာနိုင်ငံဆိုတဲ့ဂုဏ်သိက္ခာနဲ့တခြားနိုင်ငံကခွင့်ပြုရတယ်အစိုးရအခွင့်ပြုတဲ့အစိုးရအတိအမှတ်ပြုတဲ့အစိုးရကျောင်းအစိုးရ university ကနေဘွဲရလာတဲ့လူကိုနော်တခြားနိုင်ငံမှာမင်းဘွဲလက်မှတ်ကိုငါတို့အတိအမှတ်ပြုမပြုလို့မရဘူးဘာဖြစ်လို့လဲဒါကအစိုးရ university ကနေနော်နိုင်ငံပိုင် university ကနေရတဲ့ဘွဲလက်မှတ်နော်အရေးချင်းမပြည့်မီလို့အလောက်ခန့်တာမခန့်တာသူတို့ကိစ္စဒါပေမဲ့ဘွဲလက်မှတ်ကို reject ပယ်ဖျက်လို့မရဘူးနောက်တစ်ခုရှိရဲ့ညီမလေးတို့ညီလေးတို့မြန်မာနိုင်ငံရန်ကုန်မှာ private university တက်ကြတယ်ပုဂ္ဂလိက university တက်ကြအဲ့ဒါတော့ဦးကအာမမခံဘူးဘာဖြစ်လို့လဲဆိုတော့ private university တော်တော်များများမှာလဲနော်ပတ်စံရှိလို့ထောင်ထားရတဲ့လူတွေအများကြီးပဲနိုင်ငံခြားကနေဒီ education service ကိုယူပြီးထောင်ထားရတဲ့လူတွေအများကြီးပဲအဲ့တော့ဥပမာ Australia နေမြန်မာနိုင်ငံကိုလာဖွင့်တဲ့ကျောင်းမှာ Australia ရတဲ့ဥပမာပြောရနော် certificate ကစင်ကာပူကိုယူသွားမယ်ဆိုရင်စင်ကာပူ government ကခွင့်ပြုခြင်းမှာခွင့်ပြုဘာဖြစ်လို့သူကuniversity ကိုလှမ်းမရအောင်ပါဒီ university ရဲ့ခိုင်ခန့်မှုကဘာလဲဘယ်သူက warranty ပေးရဘယ်သူက assurance ပေးတယ်ဘယ်သူက quality insurance ကိုeducation quality insurance ကိုလုပ်ထားတယ်ဘယ်ကောင်က trust ဖြစ်တယ်အဲ့ဒါတွေလို့တယ်မြန်မာနိုင်ငံရဲ့ university က government နိုင်ငံတော်အဆင့် university ဖြစ်တဲ့အတွက်ဘွဲလက်မှတ်ကလူတိုင်းအသိမှတ်ပြုပါတယ်အရေးချင်းမရှိလို့အလုံးမရရင်တော့မရမယ်ဘွဲလက်မှတ်ကတော့အတိမှတ်ပြုတယ်အဲ့ဒါတော့ယုံလုံးဝယုံเนาะအဲ့တော့ဒီအမြင်မားတွေအတွေးမားတွေကိုဖယ်လိုက်အခုစင်လိုက်အခုဦးပြောတဲ့စကားကိုယုံမြန်မာနိုင်ငံမှာဘွဲရအောင်အစိုးရအကြောင်းမှာဘွဲရအောင်တက်ကြည့်နိုင်ငံတော်အကြောင်းမှာတက်ကြည့်ဘွဲလက်မှတ်ကိုကင်ပြီးတော့နိုင်ငံတကာသွားကြည့်အတိမှတ်မပြုရင်ကြိုက်တယ်လို့ပြောเนาะအတိမှတ်မပြုဘူးမလားအနည်းစားရမြန်မာတန်ရုံးမှာသွားပြီးပြောလို့ရတယ်မင်းတို့နိုင်ငံကဘွဲလက်မှတ်အစိုးရ university အတိမှတ်ပြုလို့ပြောလို့ရတယ်ဘယ်တော့မှမရှိเนาะဦးပြောချင်တာအဲ့အမျိုးအဲ့တော့တခြားလေးလာပါကိုနိုင်ငံဂုံတိတ်ခါကြောက်အောင်မလုပ်ပါနဲ့ကိုကမြန်မာပါကိုမြန်မာဆိုမြန်မာနိုင်ငံဂုံတိတ်ခါကြောက်အောင်မလုပ်ပါနဲ့မြန်မာစားပေကိုဂုံတိတ်ခါကြောက်အောင်မလုပ်ပါနဲ့မြန်မာနိုင်ငံမှာရှိတဲ့ဆရာဆရာမရဲ့ဂုံတိတ်ခါကိုကြောက်အောင်မလုပ်ပါမြန်မာနိုင်ငံမှာရှိတဲ့ကျောင်းတွေရဲ့ဂုံတိတ်ခါကိုကြောက်အောင်မလုပ်ပါနဲ့နိုင်ငံစင်းရဲတာပြဿနာမရှိဘူးเนาะနိုင်ငံစင်းရဲတာကပြဿနာမရှိဘူးဒါပေမဲ့လူတွေရဲ့အတွေးခေါ်စင်းရဲွားနေနိုင်ငံတနိုင်ငံလုံးကဆုံးမြုပ်သွားမှာအဲ့ဒါကိုပဲဥပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်